ဘာရဲ့သမိုင်းကြောင်းမှာဂျင်းတွေလိုထူးကဲမှုရှိတဲ့သတ္တဝါတွေကိုအမိန်ပေးနိုင်ခဲ့တဲ့သူတရိษံတွေရဲ့စကားတွေကိုနားလည်ပြီးတော့တရိษံတွေနဲ့စကားပြောနိုင်ခဲ့တဲ့သူအဲ့ဒါတွေနဲ့မကဘဲနဲ့လေကိုထိန်းချုပ်နိုင်ခဲ့တဲ့သူယနေ့ခေတ်ကျွန်တော်တို့လူသားတွေရဲ့စိတ်ကူးစိတ်တမ်းနဲ့လိုက်မမီနိုင်တဲ့အရာတွေကိုပြုလုပ်နိုင်ခဲ့တဲ့သူဒီလိုတိုးတက်နေတဲ့ AI ခေတ်ကသိပ္ပံပညာရပ်တွေစေပညာရပ်တွေလက်မှုပညာရပ်တွေတဘာဝတယံဇာတာနဲ့ပတ်သက်တဲ့ပညာရပ်တွေထက်တာပိုထူးကဲမှုတွေပုံဖော်လုပ်ပြနိုင်ခဲ့တဲ့သူယနေ့ခေတ်တဘာဝလွန်သိပ္ပံပညာရှင်တွေကတော့မှအံ့ဩရတဲ့အထိတဘာဝလွန်ကိစ္စရပ်တွေကိုလွှမ်းမိုးချေလည်နိုင်ခဲ့တဲ့သူအဲ့လိုလူသားတရားကဘာသမိုင်းကြောင်းမှာရှိခဲ့တာကိုမိတ်ဆွေတို့သိပါသလားအဲ့ပုဂ္ဂိုလ်ကတော့တခြားသူမဟုတ်ပါဘူးဆော်လမွန်ဘုရင်ပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဆော်လမွန်ဘုရင်ကိုတမန်တော်အဖြစ်နဲ့လည်းဖော်ပြထားပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုဟိန်းပါဒီဗီဒီယိုမှာတော့သူ့ရဲ့သမိုင်းကြောင်းတွေထဲကအံ့ဖွယ်စွမ်းအားအကြောင်းတွေမမြင်နိုင်တဲ့တဘာဝတရားတွေအပေါ်လွှမ်းမိုးအုပ်ချုပ်မှုတွေအစရှိတဲ့အခန်းကဏ္ဍတွေကိုကျွန်တော်ရှာဖွေလေ့လာတွေ့ရှိရတာတွေထဲကနေပြီးတော့ပြန်ထုတ်နှုတ်ပြီးပြောပြပေးတော့မှာပဲဖြစ်ပါတယ်အရင်ဆုံးမြတ်တာရက်ခံချင်တာကတော့ဒီအချက်လက်အကြောင်းအရာတွေကဒါနာရီသမိုင်းကြောင်းတွေရိုးရပုံမြင်တွေဘာသာရေးအဆိုတွေစသဖြင့်ရှုတော့ဘောင်းဆုံးကနေပြီးတော့ရှာဖွေဖော်ပြထားတာဖြစ်ကြောင်းကိုအတည်ပြုလိုပါတယ်တမန်တော်ဆူလိုက်မန်ဆော်လမွန်ဘုရင်ဆိုတာကဘာတူလဲဆော်လမွန်ဘုရင်ဆိုတာကဘုရင်ဒေးဗစ်ရဲ့တားတော်တွေထဲကတစ်ပါးပဲဖြစ်ပါတယ်ဖခင်လို့သူဘုရင်ဒေးဗစ်ကိုလည်းတမန်တော်ဒေးဗစ်တမန်တော်ဒါဝုဒ်ဆိုပြီးတော့ဖော်ပြထားပါသေးတယ်ဆော်လမွန်ဘုရင်ကိုဂျေရုဆလင်မြို့မှာခန့်မှန်းခြေ980 BC ဝန်းကျင်ခန့်မှာဖွားမြင်ခဲ့ပါတယ်ငယ်ရွယ်စဉ်ကတည်းကဉာဏ်ပညာအလွန်ထက်မြက်လွန်းတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်အစ္စလာမ်ရိုးရာနဲ့ဂျူးရိုးရာနှစ်ခုစလုံးမှာဆော်လမွန်ဘုရင်ကိုဘုရင်တစ်ပါးဖြစ်ုံနဲ့မကပဲအလွန်တရားမျှတတဲ့တရားသူကြီးတစ်ဦးဖြစ်လဲဖော်ပြထားသလိုအမွေလူသားတစ်ယောက်ဖြစ်နေလဲဖော်ပြထားပါတယ်တမန်တော်ဆူလိုက်မန်ကဘုရင်ဘယ်လိုဖြစ်လာတာလဲသူ့ရဲ့ဖခင်မဲတော့ဘုရင်ဒေးဗစ်ကွယ်လွန်ဆုံးပါသွားပြီးတဲ့နောက်ပိုင်းမှာအလောဟ်ရှမြတ်ကဆူလိုက်မန်ကိုဘုရင်ဖြစ်နေရွေးချယ်ခဲ့ပါတယ်သူ့မှာညီကိုတွေအများကြီးရှိတဲ့တဲကနေပြီးတော့သူ့ရဲ့လေးနက်တဲ့ယုံကြည်မှုတရားမျှတမှုနဲ့မြင့်မြတ်တဲ့ဉာဏ်ပညာအသိပညာကြောင့်ထီးနှံပေးရခြင်းခံခဲ့ရတယ်လို့လည်းဖော်ပြထားပါတယ်အဲ့ဒီအကြောင်းအရာနဲ့ဆက်လင်းပြီးတော့ကုရ်အာန်ကျမ်းတော်မှာဖော်ပြထားပါတယ်ဒါကတော့အစ္စလာမ်သမိုင်းကြောင်းမှာဖော်ပြထားတဲ့အချက်ပါဆော်လမွန်ဘုရင်ရဲ့အံ့ဩဖွယ်အစွမ်းများဒါနဲ့ပတ်သက်ပြီးတော့အစ္စလာမ်သမိုင်းအစ္စလာမ်ယူရမှာဘယ်လိုဖော်ပြထားသလဲဆိုရင်အလောဟ်ရှမြတ်ကဆော်လမွန်ဘုရင်ကိုကမ္ဘာလူသားတွေထဲမှာအရင်လူသားတွေကနေနောက်မျိုးဆက်တဲ့လူသားတွေအထိဘသူစီမှာမရှိနိုင်တဲ့အထူးဆွမ်းအားတွေကိုပေးသနာတော်မူခဲ့တယ်နောက်ပြီးတော့ဂျူးရိုးမှာဆိုရင်လည်း God ကဖျားသခင်ကတမန်တော်ဆူလိုက်မန်ကိုဘယ်လူသားမှမရနိုင်တဲ့ဆွမ်းအားတွေကိုပေးခဲ့တယ်လို့ဖော်ပြထားပါတယ်အဲ့အစွမ်းတွေကဘာတွေလဲနံပါတ်1ဂျင်းတွေကိုအမိန့်ပေးနိုင်စွမ်းဆော်လမွန်ဘုရင်ကထူးခြားမှုတွေပြည့်နှက်နေပြီးတော့အစွမ်းတွေရှိတဲ့ဂျင်းဆိုတဲ့တဘာဝလွန်တက်ရှိတွေကိုအုပ်ချုပ်ခဲ့ပါတယ်ဂျင်းတွေကလည်းဆော်လမွန်ဘုရင်စီမှာခါစားရင်အလုပ်အကျွေးပြုကြပါတယ်နန်းတော်တွေတိဆောက်တာဥမင်လှိုင်ကောင်းတွေစောက်လုပ်တာမြေအောက်အဆောက်အဦတွေမြေအောက်စခန်းတွေတိဆောက်တာပင်လယ်သမုဒ္ဒရာတွေရဲ့ရေငုံခိုင်းတာပင်လယ်သမုဒ္ဒရာတွေရဲ့ရေငုံခိုင်းတယ်ဆိုတာကပင်လယ်တွေရဲ့ကျမ်းမြင်သမုဒ္ဒရာကြီးတွေရဲ့ကျမ်းမြင်အထိရေငုံခိုင်းပြီးတော့ပင်လယ်ရဲ့တဘာဝတယံဇာတအစစ်တွေကိုတူးဖို့ယူဆောင်လာစေပါတယ်အဲ့လိုပင်လယ်သမုဒ္ဒရာတွေရဲ့အောက်ဆုံးအနက်ရှိုင်းဆုံးနေရာတွေအထိရေငုံဆင်းသက်တာမျိုးဆိုတာကျွန်တော်တို့လူသားတွေဖို့အင်မတန်အန္တရာယ်များပြီးတော့ခဲရင်လွန်းတဲ့ကိစ္စမျိုးပါနံပါတ်2တရိษံတွေနဲ့စကားပြောနိုင်ခြင်းဆော်လမွန်ဘုရင်ကတရိษံတွေရဲ့စကားတွေကိုနားလည်သူပါတရိษံတွေထဲမှာတော့အလွန်သေးငယ်လာပါတယ်ဆိုတဲ့အမျိုးအစားဖြစ်တဲ့ပျောစိတ်နဲ့ပါစကားပြောမှုပါတယ်ဒီအကြောင်းအရာကိုလည်းကုရ်အာန်ကျမ်းတော်မြတ်မှာဖော်ပြထားပါတယ်ပြီးတော့ဆော်လမွန်ဘုရင်ကငှက်တွေနဲ့လည်းစကားပြောလို့ရှိတယ်ဆိုပြီးတော့ဖော်ပြထားပါသေးတယ်နံပါတ်3လေကိုထိန်းချုပ်နိုင်စွမ်းကျွန်တော်တို့တာမန်လူသားတွေအနေနဲ့3လ4လလောက်သွားရမယ်ခရီးရှည်ကိုတမန်တော်ဆူလိုက်မန်ကလေဟုန်စီးပြီးတော့တရက်ထဲမှာပဲသွားလာနိုင်ပါတယ်တချို့ဖော်ပြချက်တွေအရနိုင်ပိုင်းမိနစ်ပိုင်းစသဖြင့်အချိန်တူတူလေးအတွင်းသွားလာနိုင်ကြောင်းကိုဖော်ပြထားပါတယ်သူခရီးသွားတဲ့ပုံစံအကြောင်းကိုကျွန်တော်လေ့လာကြည့်တဲ့အခါမှာဘယ်လိုတွေ့ရလဲဆိုတော့ကျွန်တော်တို့သိကြမှုတဲ့ဘယင်တွေတိုင်းငန်းလှည့်လေတာခရီးထွက်တာမျိုးနဲ့လုံးဝမတူပဲကွာခြားလွန်းပါတယ်တမန်တော်ဆူလိုက်မန်စီမှာကြောက်ဖြာပြန်ကြီးရှိပါတယ်အဲ့ဒီကြောက်ဖြာပြန်ကြီးကိုဂျင်းတွေနဲ့ပြုတ်လုပ်ထားတယ်ဆိုပြီးတော့လည်းတွေ့ရှိရပါတယ်အဲ့ကြောက်ဖြာပြန်ကြီးကဘလောက်ထိကြီးမားလဲဆိုရင်အဲ့ဒီပုံမှာတမန်တော်ဆူလိုက်မန်နဲ့အတူသူ့ရဲ့လူသားစစ်တပ်ဂျင်းစစ်တပ်တရိษံစစ်တပ်အစုံလိုက်ပါစီးနှင်းနိုင်ပါတယ်ဒါအပြင်ထိုင်းစရာခုံတွေလည်းအစီအီပါပါသေးတယ်အဲ့ဒါလိုအင်အားကြီးစစ်တပ်တွေနဲ့ခရီးထွက်ခြင်းတိုင်းငန်းလှည့်လည်ခြင်းကဆော်လမွန်ဘုရင်ရဲ့အုပ်ချုပ်မှုဩဇာအာဏာဘလောက်ထိကြီးမားကျယ်ပြန့်လဲဆိုတာကိုမိတ်ဆွေတို့သဘောပေါက်ကြမှာပါနံပါတ်4ဆော်လမွန်ဘုရင်ရဲ့မြင့်မြတ်လာတဲ့ဉာဏ်ပညာတာမန်လူသားတာမန်ဘုရင်မျိုးတွေအတွက်ကင်တွယ်ဖြည့်ရှင်းရခတ်တဲ့နက်နဲတဲ့ကိစ္စရပ်တွေအပေါ်လေးနက်တဲ့နားလည်မှုနဲ့ပဲဆော်လမွန်ဘုရင်ကဖြည့်ရှင်းနိုင်ပါတယ်နံပါတ်5တဘာဝနဲ့ပတ်သက်တဲ့အမြင်ဗဟုသုတဆော်လမွန်ဘုရင်ကဆေးဘက်ဝင်အပင်တွေတွင်းထွက်တတ်ထုပစ္စည်းတွေပင်လယ်ရဲ့ရတနာတွေခြုံပြောရရင်မြေနဲ့ရေရဲ့တယံဇာတတွေကိုနားလည်သူတယောက်ပါ
ဆိုလိုတာတဘာဝတရားကြီးအပေါ်မှာထိုးထွင်းသိမြင်နားလည်တော်သူတယောက်ဖြစ်ပါတယ်ဒါအပြင်တဘာဝလုံးကိစ္စရပ်တွေအထိကိုလည်းနားလည်လွှမ်းမိုးထားသူတယောက်ဖြစ်ပါတယ်နံပါတ်6ဆောလမွန်ဘုရင်ရဲ့ Empire ဒီ Empire နဲ့ပတ်သက်ပြီးတော့လေ့လာကြည့်တဲ့အခါမှာတွေ့ရှိရတဲ့အချက်လက်တွေဖော်ပြချက်တွေကတော့မျိုးစုံပါပဲအခုလက်ရှိနေရာတချို့တွေကဆိုရင်ကျွန်တော်တို့သိကြတဲ့ Palestine, Israel, Yemen, Jordan ဒီအာရေဗျတဝမ်စသဖြင့်ပေါ့ဗျာဒါတွေကတမန်တော်ဆူလိုင်မန်အုပ်ချုပ်ခဲ့တဲ့နယ်မြေတွေထဲကလူသိများတဲ့နယ်မြေတွေပါတကယ်တော့ဆောလမွန်ဘုရင်အုပ်ချုပ်မှုအာဏာကတကမ္ဘာလုံးအထိရောက်ရှိခဲ့တယ်လို့ဖော်ပြထားပါတယ်ဒါအပြင်တချို့ဘလောက်ထိပြောထားလဲဆိုရင်တဘာဝလုံးနယ်မြေတွေဂျင်းတွေရဲ့နယ်မြေတွေကျွန်တော်တို့နားလည်ထားကြတဲ့အခေါ်အရဂျိုသားတွေရဲ့တခြားကဘာဂျိုတွေအပြိုင်ကဘာတွေအထိတောင်လွှမ်းမိုးနိုင်တဲ့အထိပဲလို့ဖော်ပြထားကြပါတယ်နံပါတ်9ဘုရင်မရှိပါလို့ခေါ်တဲ့ဘီလ်ကစ်တခင်မတမန်တော်ဆူလိုင်မန်ရဲ့အကြောင်းတွေကိုပြောတဲ့အခါမှာဘုရင်မရှိပါရဲ့အခန်းကဏ္ဍကမပါမဖြစ်ပါဘုရင်မရှိပါရဲ့အကြောင်းအရာကဆောလမွန်ဘုရင်ရဲ့တမိုင်းဇာတ်ကြောင်းတွေထဲမှာအလှပဆုံးအပိုင်းတွေကတစ်ခုပါအဲ့ဘုရင်မကတစ်ချိန်မှာတမန်တော်ဆူလိုင်မန်ရဲ့မိဖုရားဖြစ်လာတဲ့သူပါအံ့ဩဖွယ်ရာတွေနဲ့ပြည့်နှက်နေတယ်လို့အယမ်းကြည်နူးစရာကောင်းပါတယ်ပြီးတော့ရှိပါဘုရင်မရဲ့ပလင်ကိုတမန်တော်ဆူလိုင်မန်အမိန့်အရ Ifrit ဆိုတဲ့ဂျင်ကဘယ်လိုမျိုးယူလာမြလဲဆိုတော့လေရှေ့ဗီဒီယိုမှာကျွန်တော်အကျဉ်းချုပ်ပြောပြခဲ့ပြီးသားပါသူတို့နှစ်ယောက်ရဲ့အခန်းကဏ္ဍတွေကိုမိတ်ဆွေတို့ကိုယ်တိုင်လေ့လာကြည့်မယ်ဆိုရင်ကြည်နူးဖွယ်ရာအံ့ဩဖွယ်ရာပညာယူစရာတွေအနေနဲ့တွေ့ရပါလိမ့်မယ်ဗီဒီယိုတအားရှည်သွားမှာဆိုလို့ကျွန်တော်မပြောပြတော့ပါဘူးစိတ်ဝင်စားတယ်ဆိုရင်တော့ကိုယ်တိုင်လေ့လာနိုင်ပါတယ်နံပါတ်8ဂျင်းတွေနဲ့ဆက်နွယ်ခြင်းတဘာဝလုံးဖြစ်ရများလူသားတွေထဲမှာဂျင်းတွေကိုထိန်းချုပ်နိုင်တဲ့သူကိုပြောပြပါဆိုရင်တော့တမန်တော်ဆူလိုင်မန်ပါပဲကျွန်တော်ဂျင်းအကြောင်းဗီဒီယိုပြောခဲ့တဲ့တဲက Ifrit, Marit စသဖြင့်ဂျင်းတွေအကုန်လုံးအမိန်ပေးစီခိုင်းနိုင်တော်သူဟာဆောလမွန်ဘုရင်ပါဂျင်းတွေပေါ်မှာလည်းစီးမြင့်စည်းကမ်းတွေချမှတ်ခဲ့ပါတယ်ယနေ့ခေတ်ဘိသုကပညာရှင်တွေတော်အံ့ဩရတဲ့ခန္ဓာထဲဝါတဲ့အဆောက်အုံတွေကိုလည်းဂျင်းတွေကိုစီခိုင်းပြီးတော့တိဆောက်ခဲ့ပါတယ်တိတ်ပံသဘောတရားကတော့အံ့ဩစီမဲ့အရာမျိုးတွေကိုလည်းဂျင်းတွေကိုစီခိုင်းပြီးဖန်တီးပြခဲ့ပါတယ်အခုလိုတိုးတက်နေတဲ့ခေတ်မှာတော့ဖော်ထုတ်ဖို့ခက်ခဲပါတယ်ဆိုတဲ့နတ်ရှိုင်းနဲ့ပင်လယ်သမုဒ္ဒရာတွေရဲ့အမွေနှစ်တယံဇာတတွေကိုလည်းဂျင်းတွေကိုအမိန့်ပေးစီခိုင်းပြီးတော့ဖော်ထုတ်ပေးခဲ့ပါတယ်တဘာဝလုံးကိစ္စရပ်တွေကိုကျွမ်းကျင်တဲ့ပညာရှင်တို့ရဲ့ဖော်ပြချက်အရလဲဆောလမွန်ဘုရင်မှာဂျင်းစစ်တီတော်တွေဂျင်းကောင်းစီတွေဂျင်းတက်မတော်တွေရှိတယ်လို့သိရပါတယ်တချို့ဖော်ပြချက်တွေရတော့အဲ့လိုထိန်းချုပ်နိုင်စွမ်းကဆောလမွန်ဘုရင်ရဲ့လျှို့ဝှက်စမ်းကြယ်တဲ့လက်စွပ်ကနေဖြစ်လာတာလို့လည်းပြောကြပါတယ်အဲ့ဒီအကြောင်းအရာကိုတော့ကျွန်တော်နောက်အခါခွင့်ကြုံရင်ပြောပြပေးပါမယ်နံပါတ်9ဆောလမွန်ဘုရင်ရဲ့နန်းတော်နဲ့အယ်လ်အခ်ဆာကျောင်းတော်ဆောလမွန်ဘုရင်ရဲ့နန်းတော်ကိုအံ့အားသင့်ဖွယ်ရာတွေနဲ့ပဲပြုလုပ်ထားတယ်လို့သိရှိရပါတယ်ဖော်ပြချက်တွေအရဖန်သားတွေရွှေငွေကြောက်တံပရမများတွေပုံဆောင်ခဲတွေဂျင်တွေနဲ့ဆက်သွယ်လို့ရတဲ့အခန်းကြီးတွေခန်းနာထဲဝါတဲ့လက်ရာတွေစသဖြင့်အဖိုးတန်ခန်းနာမှုတွေနဲ့ပြည့်နေတယ်လို့သိရှိရပါတယ်အယ်လ်အခ်ဆာကျောင်းတော်သို့မဟုတ်အယ်လ်အခ်ဆာပလီဒါကတော့တခြားနေရာမဟုတ်ပါဘူးကျွန်တော်တို့သိကြပြီးသားဖြစ်တဲ့ပါလက်စတိုင်းနဲ့အစ္စရေးတို့ဂျားရဲလို့ဆိုကြတဲ့အဆောက်အအုံတစ်ခုပါကျွန်တော်တို့လိုက်မမီနိုင်တဲ့နည်းနည်းတဲ့ကိစ္စတွေနဲ့ပတ်သက်နေတဲ့နေရာတစ်ခုဆိုရင်လည်းမမှားပါဘူးအဲ့ဒီအယ်လ်အခ်ဆာအဆောက်အဦဆိုရင်လည်းဆောလမွန်ဘုရင်ရဲ့အမိန့်နဲ့လူတွေရောဂျင်တွေရောပူးပေါင်းပြီးတော့အလုပ်လုပ်ပြီးတိစောက်ခဲ့ကြတာလို့ဖော်ပြထားပါတယ်တချို့အဆိုတွေရလည်းဂျင်တွေကိုပဲစီခိုင်းပြီးဆောက်လုပ်ခဲ့တယ်လို့သိရပါတယ်ကျွန်တော်လေ့လာကြည့်တဲ့အခါမှာအဲ့ဒီအယ်လ်အခ်ဆာကျောင်းတော်ကြီးအဆိုရင်ဝိညာဉ်ပိုင်းဆိုင်ရာနဲ့သိပ္ပံနည်းပညာတွေရဲ့ဗဟိုချက်ဖြစ်တယ်လို့တွေ့ရပါတယ်တခြားကဘာတခြားဂျူတွေကိုတွာလာနိုင်တဲ့ဝင်ပေါက်တွေဂျင်တွေရဲ့နယ်မြေအပိုင်းခြားတွေကျွန်တော်တို့လိုက်မမီနိုင်တဲ့အရာတွေကအဲ့ဒီအဆောက်အဦထဲမှာပုံကွယ်နေတာတော့သိကြပါတယ်များစွာသောဖော်ပြချက်တွေအရခေတ်သစ်သိပ္ပံပညာရှင်တွေကိုတော့မှအံ့ဩမှင်သက်စေခဲ့တဲ့ကျောင်းတော်ပါတချို့ကတော့ဒါဟာပျောက်ဆုံးနေတဲ့ရှေးဟောင်းနည်းပညာတွေတဲလွန်စွာပေးနေတဲ့နေရာလို့ထင်မှတ်ကြပါတယ်ဆောလမွန်ဘုရင်ခေတ်ကရေးသားပြုစုခဲ့တဲ့စာအုပ်စာတမ်းတွေမှတ်တမ်းတွေနည်းပညာတဲလွန်စွာတွေတဘာဝလုံးကိစ္စတွေနဲ့ပတ်သက်ဆက်နွယ်နေမဲ့ပညာရက်တွေစသဖြင့်အံ့ဩဖွယ်ရာတွေရှိနေမယ်လို့လည်းယုံကြည်နေကြဆဲပါဒီကြတာတစ်ခုကတော့အဲ့ဒီအယ်လ်အခ်ဆာကျောင်းတော်ဒီလက်ရှိကမ္ဘာပေါ်မှာအမိုးမြတ်ဆုံးနေရာတွေထဲကတစ်ခုပါပဲဒီနေရာမှာကျွန်တော်အမြင်အရပြောရမယ်ဆိုရင်တော့အခုလိုတိုးတက်နေတဲ့ခေတ်ကာလမှာဘာကြောင့်အဲ့ဒီအယ်လ်အခ်ဆာဆိုတဲ့ကျောင်းတော်သို့မဟုတ်အဲ့နေရာအတွက်စစ်မှတ်တွေဖြစ်ပွားနေကြတာလဲဘာသာရေးအဆိုအမိန့်ရှုထောင့်တွေရလားဆောလမွန်ဘုရင်တမန်တော်ဆူလိုင်မန်ကိုချစ်တဲ့စိတ်နဲ့တန်ဖိုးထားကြတာလားဒါမှမဟုတ်အခုလိုအံ့ဩဖွယ်ရာတွေရဲ့ပင်မနေရာဖြစ်နေလို့အဲ့ဒီနေရာကိုလိုချင်နေကြတာလားနောက်ထပ်ဘာသာရေးတွေရဲ့ရှုထောင့်တွေအရဆိုရင်လည်းအဲ့ဒီအယ်လ်အခ်ဆာနယ်မြေပျက်စီးရင်ကဘာမှာကန်ဆိုးမှုမောင်တွေကြမယ်ကဘာရဲ့ဘယ်ထောင့်ဘယ်နေရာမှာမဆိုငြိမ်းချမ်းမှုရှိမှာမဟုတ်ဘူးဆိုပြီးတော့ဖော်ပြထားတာကိုလည်းတွေ့ရပါတယ်ဒါကတော့ကျွန်တော်တို့တွေလက်ရှိမျက်မှောက်ခေတ်မှာမြင်နေရတာပါပဲပြီးတော့ဂျူးတွေနဲ့အစ္စလာမ်တွေရဲ့အဆိုအရကောကဘာသမိုင်းကျောင်းတွေရဲ့အဆိုအရကောအဲ့ဒီနေရာအပါအဝင်အိုင်နာပတ်ဝန်းကျင်မြို့ရွာအသီးသီးတွေကရှေးရခင်ရခင်တွေကတမန်တော်များစွာဖွားမြင်ခဲ့ရနေရာဒေသတွေဖြစ်တယ်လို့လည်းပြောကြပါတယ်ဖော်ပြချက်တွေအထောက်အထားတွေအဆိုမိန့်တွေကတော့အစုံပါပဲအဲ့တော့ theory တွေကတော့ကိုတွင်းရင်တွေ့တဲ့လောက်ပေါ်လာမှာပါမိတ်ဆွေတို့လည်းသုံးသပ်ကြည့်လို့ရပါတယ်ဆောလမွန်ဘုရင်ရဲ့ထူးခြားတဲ့ကွယ်လွန်မှု
တမန်တော်ဆူလိုင်မန်ကသူ့ရဲ့လက်ကင်တောင်ဝှေးကိုကင်ထားပြီးတော့အယ်အခ်ဆာကျောင်းတော်ကြီးကိုဂျင်းတွေတိဆောက်နေကြတာကိုကြည့်ကြရင်မတ်တရက်ပြီးစောင့်ကြည့်နေရင်နဲ့ကွယ်လွန်သွားတာပါတောင်ဝှေးကိုထောက်ပြီးတော့မတ်တရက်ကြည့်နေရင်ကွယ်လွန်သွားတာကိုဂျင်းတွေမသိခဲ့ပါဘူးဘယ်အချိန်မှသိကြလဲဆိုတော့ဆိုလိုမွန်ဘုရင်ရဲ့တောင်ဝှေးကိုခြာစားသွားပြီးတော့တောင်ဝှေးပြုတ်ကျသွားမှသိရတယ်လို့ဖော်ပြထားတာကိုတွေ့ရပါတယ်အဲ့ဒီအချိန်ကလည်းအယ်အခ်ဆာကျောင်းတော်ကြီးကိုဆောက်လုပ်ပြီးသွားတဲ့အချိန်မှာအဲ့ဒီကနေကျွန်တော်တို့ဗာသိရလဲဆိုတော့ဂျင်းတွေကအကွယ်မှာရှိတဲ့ကိစ္စရက်တွေကိုမသိနိုင်ကြပါဘူးဒါပေမဲ့ကျွန်တော်တို့လူသားတွေတချို့ကတော့ဂျင်းတွေရဲ့ထုခဲ့မှုတွေအစွမ်းရှိမှုတွေအပေါ်မှာယူသွရင်းနဲ့ကိုးကွယ်တဲ့အဆင့်တွေထိပါပြုလုပ်ကြတာတွေလည်းတွေ့ရပါတယ်ဂျင်းတွေကိုစေခိုင်းတာအားကိုးတာစသဖြင့်အများကြီးပါတကယ်တမ်းဂျင်းတွေအနေနဲ့လည်းအကွယ်အကိစ္စရက်တွေကိုမသိနိုင်ကြပါဘူးရှာဖွေလေးလာရေးအဖွဲ့အစည်းတွေလွတ်တန်းဆောင်နောက်တွေလျှို့ဝှက်အဖွဲ့အစည်းတွေကဘရင်ဆိုလိုမွန်ရဲ့ဉာဏ်ပညာဟာမော်ဆန်လွန်နဲ့တိတ်ပံပညာရဲ့ဖြစ်တယ်လို့ယုံကြည်ကြပါတယ်တချို့ကတော့ဆိုလိုမွန်ဘုရင်ရဲ့လက်စွပ်စာကြည့်လိုက်နီးပညာတွေကိုတော့ဖွက်ထားခံရတော့မြုပ်ကွယ်နေတုံးပဲလို့ပြောကြသလိုယနေ့တိုင်အထိရှာဖွေနေကြတဲ့အဖွဲ့အစည်းတွေအများကြီးပါပဲအနှစ်ချုပ်ရာတမန်တော်ဆူလိုင်မန်ကပညာရှိဘုရင်တစ်ပါးအန်အောဘွယ်ရာတွေကိုလှုပ်ဆောင်ခဲ့တဲ့တမန်တော်တစ်ပါးတဘာဝကဘာနဲ့တဘာဝလွန်ကဘာကိုအုပ်ချုပ်ခဲ့တဲ့တဦးလေးသောလူသားဘုရင်အုပ်ချုပ်သူတစ်ယောက်ပဲဖြစ်ပါတယ်သူပြသခဲ့တဲ့အရာကတော့ဖန်ဆင်းရှင်ထံတောင်းခံခြင်းမရှိတဲ့စွမ်းအားအလောရှင်မြတ်ထံတောင်းခံခြင်းမရှိတဲ့စွမ်းအားဘုရားသခင်အလိုမတူတဲ့စွမ်းအားဟာအချင်းကြီးတာဖြစ်ကြောင်းဉာဏ်ပညာအစစ်မှန်ဆိုတာကယူသားဖြောင့်မတ်မှန်ကန်မှုတရားမျှတမှုနဲ့ဖန်ဆင်းရှင်ကိုကြောက်ရွံ့ခြင်းဖြစ်ကြောင်းကျွန်တော်တို့ကိုသင်ကြားပေးခဲ့ပါတယ်တမန်တော်ဆူလိုင်မန်ပေါ်ကိုကောင်းကြီးမင်္ဂလာဖျားဖျားကြားရောက်ပါစေဒီဗီဒီယိုလေးကိုတော့ကျွန်တော်ဒီလောက်နဲ့ပဲညီကုန်းချုပ်လိုက်ပါတယ်နားထောင်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ